You got the new help tonight. She's on walk and lock check till 12. What's her name? Don't get any ideas. She's already hitting on me. He's a pig. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့်သုံးလေးကတော့ hit on somebody ပဲဖြစ်ပါတယ်တယောက်ယောက်ရဲ့ခေါင်းကိုတွားထုလိုက်တယ်ဆိုတာမျိုးတော့မဟုတ်ပါဘူးကောင်လေးတယောက်ကကောင်မလေးတယောက်ကိုချောလို့လှလို့ကြိုက်လို့ခင်အောင်မင်အောင်ဆိုပြီးတော့စကားရောဖော်ရောတွေပါတယ်တွားပြီးတော့ပြောတယ်ဆိုတာမျိုးပါတွေ့တကူခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့တွားကြောင်တယ်ပေါ့နောက်တိုင်းယဉ်ကျေးမှုမှာကတော့ဘားတွေဘာတွေတွားတဲ့အခါတီးတီးမတီးတီးလိုက်ပြီးတော့ရောတာမျိုးလည်းရှိပါတယ်ဘာမှမဟုတ်ပါဘူးကောင်မလေးလှလို့တွားရောတယ်ဆိုရင်ကြောင်တယ်လို့ပြောတာပဲပေါ့ He was hitting on the girl after the show သူ show ပွဲပြီးတော့ကောင်မလေးကိုတွားကြောင်နေတာလေဆိုပြီးတော့ဖြစ်သွားတာပဲflirt ဒါမှမဟုတ် flirt with somebody ကလည်းခက်ဆင်ဆင်တူပါတယ် flirt လုပ်တယ်ဆိုတာကယောက်ျားလေးတွေမိန်းကလေးတွေတွေ့ကြဆုံကြတဲ့အခါမျိုးမှာခက်ဆောင်ဆောင်ခက်ချိတ်ချိတ်ပြောတာမျိုးကိုပြောတာပါပြောရမယ်ဆိုရင်တော့အထာပေးတယ်ပေါ့အဲ့လိုပုံစံမျိုးကိုပြောတာပါ hit on somebody ကကြတော့သဘောကျလို့ကိုတွားပြီးတော့ကြောင်တယ်ဆိုတဲ့သဘောမျိုးပို့ပြီးတော့ပေါက်ပါတယ်ရုပ်ရှင်လေးတွေမှာတော့ D-Gate ကအပိုပစ္စည်းတွေနေရာငှားပြီးတော့သိမ်းပေးထားတဲ့ကုမ္ပဏီတစ်ခုမှလုပ်တာပေါ့နေဆိုင်လုပ်တဲ့ supervisor ကဒီညမင်းနဲ့ကိုတယောက်ရှိမယ်တဲ့သူက12နာရီထိကင်းပတ်ပြီးတော့တော့တွေလည်းစစ်လိုက်မယ်တဲ့သူ့နာမည်ကဘယ်လိုလဲဆိုပြီးတော့ပြန်မေးလိုက်ရောမင်းမမစိတ်ကူးရင်မနေနဲ့တဲ့ she's already hitting on me သူကငါ့ကိုတော့ကြောင်နေပြီဆိုပြီးတော့ပြောသွားတာပါရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါအောင် You got the new help tonight. She's on walk and lock check till 12. What's her name? Don't get any ideas. She's already hitting on me. He's a pig. တယောက်ယောက်ကိုတွားကြောင်နေဆိုတာကလည်းတစ်ဖက်ကစိတ်ပါမှကောင်းတာမျိုးဒီမှာတော့နာဟိုမီက supervisor မို့လို့ဒါကောင်းကောင်းမွန်မွန်ဆက်ဆံနေတာလေအဲ့တော့ pick ဆိုပြီးတော့ပြောတာပေါ့ဝါတဲ့လူမို့လို့ဝက်ကြီးဆိုပြီးတော့ပြောတာမဟုတ်ပါဘူးဒီနေရာမှာတော့နာဝီလို့ပြောတာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်